အဲ့တော့ဆရာတို့ရဲ့ဒီ chapter 2ရဲ့ခေါင်းစဉ်ကဘာလဲဆိုတော့ physics in circular motion ပေါ့ဒီ circular motion မှာပါတဲ့ R တွေအကြောင်းကိုဆရာတို့သင်ရမှာနော်တပည့်အတန်ကြားလားဆရာအတန်ကြားလားဟုတ်ကြားရတယ်နော်အေးခဏဟုလေးတ်ခဏလေးအဲ့တော့ဆရာတို့ဒီနေ့ခေါင်းစဉ်မှာပါတဲ့အကြောင်းအရာတွေကဒီ circular motion မှာပါတဲ့ R များအကြောင်းဆိုတော့သင်ရမှာပေါ့ဆိုတော့ R တွေအကြောင်းပြောဖို့ဆိုတာထက်ကိုကလေးဆရာတို့ grade 10လောက်မှာကလေးဆရာတို့သင်ခဲ့တယ်ကွာဒီ circular motion မှာရှိတဲ့ R များအကြောင်းပြောဖို့အတွက်ဆိုဆရာတို့ R တွေအကြောင်းနည်းနည်းလေးပြန်ပြောကြည့်အောင်ဆရာတို့ပြီးခဲ့တဲ့ grade 10လောက်မှာဒီ net force တွေနဲ့ပတ်သက်လို့ရှိရင် Newton ရဲ့ first law မှာဆရာတို့သင်ခဲ့ရတာရှိတယ် Newton ရဲ့ first law မှတ်မိပါတမီအရာဝတ္ထုတစ်ခုပေါ်ကိုတဲ့ net force တက်ရောက်လိုက်လို့ရှိရင်အဲ့ဒီဝတ္ထုကဘာပေါ်လာမှာလဲအဲ့ဒီဝတ္ထုဒါဝတ္ထုပေါ့ဒါဝတ္ထုလေးတစ်ခုပေါ့ဒီဝတ္ထုတစ်ခုပေါ်ကိုဆရာတို့ net force တစ်ခုတက်ရောက်လိုက်ပြီဆိုရင်ပေါ့ဒါ net force ဒါဝတ္ထုပေါ့အဲ့ဒီဝတ္ထုမှာဆရာတို့ဘာရှိမလဲဆို mass m ရှိမယ်ဒီ mass m ရှိတဲ့ဝတ္ထုတစ်ခုပေါ်ကိုဆရာတို့တတင်အားတစ်ခုတက်ရောက်လိုက်မယ် net force ပေါ့ net force ဆိုတာသိရမလား net force ဆိုတာတော့ဟိုတတင်အားကိုပြောတာနော်ပေါင်းဆရာရှိတာပေါင်းနှုတ်ဆရာရှိတာနှုတ်ပြီးကြံခဲ့တဲ့အားလေးတွေကိုဆရာတို့ net force လို့ခေါ်တာအဲ့တော့ဒီ net force တစ်ခုနော်ပြရမလားဥပမာ net force ဆိုတာဆရာပြောမယ်နော်ဒီဘက်ကနေပြီးတော့3 newton နဲ့တွန်းတယ်ဒီဘက်ကနေပြီးတော့4 newton နဲ့တွန်းတယ်ဆိုတော့ဒီဘက်ကနေပြီးတော့2 newton နဲ့တွန်းတယ်ဆိုရင်ဒါသူရဲ့အတတင် net force ကဘယ်လောက်လဲ1 newton yes 1 newton right ပေါ့ညာဘက်ကို1 newton ဒါ net force ပဲနားလေနော်ကလေးဟို net force ဆိုတာဟိုဟုတ်ရှိနေတဲ့ apply force တွေအကုန်လုံးပေါင်းဆရာရှိတာပေါင်းနှုတ်ဆရာရှိတာနှုတ်ပြီးတက်ရောက်တဲ့အားကိုခေါ်တာအဲ့တော့တော့နားလေတယ်မလားဥပမာဆိုပါစို့ဒါဆိုရင် net force ဘယ်လောက်ဖြစ်မလဲဒီဝတ္ထုပေါ်မှာဒီဘက်ကနေပြီးတော့2 newton တက်ရောက်တယ်နောက်ဒီဘက်ကိုလည်းပဲ2 newton တက်ရောက်တယ်ဒါဆို net force ဘယ်လောက်4 newton yes နော်အဲ့လိုမျိုးအကယ်၍ဒီဘက်ကနေပြီးတော့2 newton တက်ရောက်တယ်နောက်ဒီဘက်ကနေလည်းဒီလိုမျိုး2 newton တက်ရောက်တယ်ဒါဆိုရင် net force က00နော်အဲ့တော့ force တွေတက်ရောက်ထားပေမဲ့အားလုံးတစ်ခုနဲ့တစ်ခုခြေသွားရင်လည်းဒါ net force 0လို့ခေါ်တာဆိုရတယ်နော်အဲ့တော့ဝတ္ထုတစ်ခုပေါ်ကိုအတတင်အားတက်ရောက်လိုက်ပြီဆိုအဲ့ဒီဝတ္ထုမှာဘာပေါ်လာမှာလဲ acceleration yes acceleration ပေါ်လာမှာအဲ့ပေါ်လာတဲ့ acceleration ကဘယ်တိုင်းပေါ်မှာလဲ direction ကလေ acceleration ရဲ့ direction ကဘယ်ဘက်တိုင်းလဲဒီ net force နဲ့ opposite direction ပေါ်မှာလား net force ရဲ့ same direction တိုင်းပေါ်မှာလား same direction yeah ဟုတ်တယ်အဲ့ဆိုပေါ်လာတဲ့ acceleration ကတဲ့ဒီတက်ရောက်လိုက်တဲ့ net force ရဲ့ဥတ္တရာဘက်တိုင်းဒီမှာပေါ်လာမှာအရှိန်ပေါ်လာမှာ beta a ပေါ့ဆိုဟို equation လေးတောင်ရှိနေတယ်မှတ်မိဦးမှာ Newton ရဲ့ second law မှာလေ beta f net equal to f net equal to ma yes beta f net equal to n beta a ပေါ့ဒီ m ကတော့ scalar ပေါ့ဆိုလိုချင်တဲ့အဓိပ္ပာယ်က net force ဒီတဲ့ mass နဲ့ acceleration တို့ဤဘာနဲ့တူတာလဲမြောက်ချင်းနဲ့မြောက်နဲ့တူတယ်ပေါ့နော်ဒီဝတ္ထုတစ်ခုပေါ်ကိုတဲ့အတတင်အားတက်ရောက်လိုက်ပြီဆိုရင်တော့ပေါ်လာတဲ့အရှိန်ပေါ်လာမယ်အဲ့ဒီပေါ်လာတဲ့အရှိန်နဲ့ဒီဝတ္ထုရဲ့ mass နဲ့မြောက်လို့ရှင်ဒီကပေးလိုက်တဲ့ net force တိုင်းပဲပြန်ရတယ်ပေါ့နော်ဒါ Newton ရဲ့ second law ရပြီးဆရာရှိမှာပြောပြဘူးတဲ့ဟို chapter 1တုန်းကပြောဦးတဲ့ definition လေးတိုင်းဟိုကြပြလေးတိုင်းပြောမယ်ဆိုရင်ဝတ္ထုတစ်ခုပေါ်ကိုဆရာတို့အတတင်အားတက်ရောက်လိုက်ပြီဆိုရင်အရင်ဆုံးဘာဖြစ်မှာလဲဆို velocity ပြောင်းမှာလေမှတ်မိတယ်မလား velocity ပြောင်းမယ်ဆိုတော့များရအနေနေတာလည်းဖြစ် velocity ရဲ့ magnitude များရအနေနေသွားလည်းဖြစ်နိုင်တယ် magnitude နည်းရအနေများသွားလည်းဖြစ်နိုင်တယ်အဲ့လိုမဟုတ်ဘဲနဲ့ magnitude မဟုတ်ဘဲနဲ့ direction ပြောင်းသွားတာလည်းဖြစ်နိုင်တယ်အဓိက velocity ပြောင်းတယ်ဆိုတဲ့စကားလုံးက magnitude လည်းပါတယ် direction လည်းပါတယ်အစုံပဲเนาะဒါရှေ့မှာ chapter 1မှာဆရာပြောပြီးမှတ်မိရမလားအဲ့တော့အဓိကကတော့ဆရာတို့က net force တက်ရောက်လိုက်ပြီဆိုရင်အဲ့ဒီဝတ္ထုမှာ velocity change မယ် velocity change ပြီးရင်နောက်ဆက်တွဲတစ်ခါတည်းဘာပေါ်လာဟိုနောက်ဆက်တွဲဆိုတစ်ခါတည်းတစ်ဆက်တည်း acceleration မှာပေါ်လာမယ်ဆိုဆရာတော့အလေးကြပြလေးလို့ဘယ်လိုမှတ်လဲဆိုရင်အတတင်အားတက်ရောက်တော့တကယ်ရတယ် velocity ပြောင်းပြီး velocity ပြောင်းပြီးတော့ acceleration ပေါ့နော် acceleration ပေါ်မယ်တတင်အားတက်ရောက်လိုက်ပြီဆိုတာနဲ့ velocity ပြောင်းမယ် velocity ပြောင်းပြီးအရှိန်ပေါ်မယ်ဆိုတော့တတိထားမှာတမိတက်ရောက်လိုက်တဲ့ net force ရဲ့ဥတ္တရာဘက်အတိုင်းပဲ chain velocity ကဖြစ်မယ်အပြီးအဲ့ဒီ net force ရဲ့ဥတ္တရာဘက်အတိုင်းပဲ acceleration ကဖြစ်မှာဥပမာ net force ကညာဘက်ဆိုရင် acceleration ကလည်းညာဘက်ပဲတမိတိရမှာပေါ်လာတဲ့ acceleration ဒီအဲ့ဒီ acceleration ကိုဖြစ်စေတဲ့ net force နဲ့ same direction ဖြစ်တယ်ဒါက Newton ရဲ့ဘယ်လောကသွားတာလဲ second law နော် by Newton ရဲ့ second law အရာဆိုရင်သူက
ဝတ္ထုတစ်ခုပေါ် net force တက်ရောက်လိုက်မယ်ဆိုရင်အဲ့ဒီ net force ကြောင့်အရှိန်ပေါ်လာမယ်ပေါ်လာတဲ့အရှိန်နဲ့ဒီဝတ္ထုရဲ့ net force နဲ့ကိုမြောက်လိုက်လို့ရှိရင်ဆရာတို့ခုနပေးလိုက်တဲ့အတတင်အားကိုပြန်ရတယ်ပေါ့ဒါလေးတွေပေါ့နော်စုံမှတ်မိတယ်မလား ဟုတ် ပြီးပေါ်လာတဲ့အရှိန်က net force ရဲ့ဥဒိယဘက်အတိုင်းပဲဖြစ်မယ်အဲ့တော့တခါလေကြာရင်ဒါဆို net force ရဲ့ဥဒိယဘက်ကဘယ်ဘက်လဲဆိုတော့သိချင်လို့ရှိရင်ဘာကိုဘယ် direction ကိုကြည့်ပြီးမှလဲဘာလို့ခန့်မှန်းလို့ရ acceleration direction နော် acceleration ရဲ့ direction ကိုကြည့်ပြီးမှလဲဒါ net force ကဘယ်ဘက်လဲဆိုတော့လဲခန့်မှန်းလို့ရတယ်တပီးနားလဲလားဆရာပြောတာ ဟုတ် ဥပမာကွာကဲဒါတပီးပြောကြည့်မယ်ဒီဘက်ကိုဆရာက3 newton နဲ့တက်ရောက်မယ်ဒီဘက်ကနေပြီးတော့1 newton နဲ့ပဲတက်ရောက်မယ်ဒါဆို net force ကဘယ်လောက်လဲ 2 newton ဘယ်ဘက်လဲ right right 2 newton right ကဒါ net force ပဲဒါဆိုပေါ်လာတဲ့အရှိန်ကဘယ်ဘက်သွားမှာလဲ right ဘယ်တော့ ရှိန်ပေါ်မှာပဲသိကြတယ်အရှိန်ရှိမယ်ပေါ့ ဟုတ် ဒါဆိုရင် acceleration ကလည်း right ဖြစ်အဲဆိုကလေးကဟာ acceleration ညာဘက်ကိုပေါ်နေတယ်လို့မြင်လိုက်ကလေးကဒါသူအဲ့ acceleration ကိုဖြစ်စေတဲ့ net force ကဘယ်ဥတည်နေလို့လဲ ညာဘက်ကိုဦးတည်နေလို့ အဲ့ဒါနားလည်ဟာမယ် net force နဲ့ acceleration နဲ့က direction တူတယ်ဆိုတော့မှတ်ထားအောင်နော်ဒီ acceleration ကလည်းဘယ်သူကြောင့်ပေါ်လာလဲဆိုရင်ဟို net force ကြောင့်ပေါ်လာတယ် net force ကြောင့် velocity ပြောင်းမယ် velocity ပြောင်းပြီးအရှိန်ပေါ်မယ် velocity ပြောင်းနေဆိုတာ magnitude ပြောင်းတာလည်းဖြစ်နိုင်တယ် direction ပြောင်းတာလည်းဖြစ်နိုင်မျိုးမျိုးပေါ့နော်ဟုတ်ပြီဒါဆရာ grade 10တော့ငါဟာလေးကိုအထိုက်လျောက်လေးပြန်ပြောပေးတာဒီချိန်နားလဲလား ဟုတ်ဟုတ်ပြီဒါဆိုဆရာတို့နောက်တစ်ဆက်တည်းပြန်တွေးကြည့်ရမှာအခုဆရာတို့ဒီ grade 12ရဲ့ chapter 2မှာသင်ရမှာတမီခုနခေါင်းစဉ်တွေလည်းမြင်လိုက်ပဲဘာ motion မှာရှိတဲ့အားတွေကြောင့်သင်ရမှာ circular motion မှာရှိတယ် yes circular motion မှာရှိတဲ့အားတွေကြောင့်သင်ရမှာ circular motion ကိုဆရာတို့ chapter 1မှာသင်ခဲ့ရတယ် circular motion မှာဆရာတို့သင်ခဲ့တယ်ဆိုရင် circular motion ကလည်း chapter 1မှာ2မျိုးရှိတယ်သိလား uniform circular motion နဲ့ non uniform circular yes uniform circular motion နဲ့ non uniform အဲ့ circular တော့အဲ့နှစ်ခုလုံးမှာလေဘိုင်းတွေပင်မပါနေတာဘယ်သူပဲ acceleration ပါတယ် AC centripetal centripetal acceleration ကဘိုင်းနေပါတယ်နော်ဟို tangent share ကတော့ဘယ်မှာမှပါမှာလဲ non uniform circular motion non uniform circular motion ကြမှာပါတာအခုလောလောဆယ်ဆရာတို့ဟိုပဲတွားရအောင် uniform ပဲတွားရအောင်နော်non uniform မှာလည်း AC ရရှိရဆိုတော့လေနော်အဲ့ဆိုဆရာတို့ဒီ uniform ကို uniform အတွက်ပင်မနည်းနည်းတစ်ချက်တတိထားရအောင် uniform အတွက်ပဲတိုင်းပိုင်နေကြည့်လိုက်ရအောင်နော်အဲ့တော့ဒီ uniform circular motion မှာဆိုရင်ဘယ်သူကတော့ပါမှသိကြတယ် AC ရတော့ပါ yes ဒါဆိုတမိခုနဆရာတို့ကိုလေ Newton ရဲ့ law အရပြောမယ်ဆိုရင်ဟို net force တက်ရောက်ရင် velocity ပြောင်းပြီးတော့အရှိန်ပေါ်တယ်ဒါကိုဆရာပြောင်းပြန်ပြောရင်အရှိန်ရှိတယ်ဆိုတော့ဘာရှိလို့ဘာတက်ရောက်ထားလို့လဲ အားတက်ရောက်တာ net force တက်ရောက်ထားလို့ပေါ့နော် net force တစ်ခုတက်ရောက်ထားလို့ပဲသိကြဒါဆိုခုနတပီးပြောတယ် circular motion uniform circular motion မှာဘာ acceleration ရှိလဲ AC ရှိ centripetal acceleration ဘယ်ဥတည်တဲ့အရှိန်လဲ center ကိုဦးတည်ရဲ့အရှိန် ပြင်တပီးခုနပြောထားတယ်အရှိန်ဆိုတာပေါ်ကျင်တိုင်းပေါ်နေရပေါ့ net force ကြောင့်ပေါ်တာဥတည်ဘက်ကအစလေ net force ရဲ့ဥတည်ဘက်အတိုင်းပေါ်တာဟုတ်တယ်မလား ဟုတ် အဲ့ဆိုတမီးပဲစဉ်းစားအဲ့ဆို centripetal acceleration ဆိုတာဘယ်ဥတည်တဲ့အရှိန်လဲ center ကိုဦးတည်ရဲ့အရှိန် အဲ့ဆိုရင်သူ့ရဲ့နောက်ွယ်မှာ center ကိုဥတည်ရဲ့ force တစ်ခုရှိမယ် yes net force တစ်ခုရှိကိုရှိရမယ်အဲ့ဒီ force ကအဲ့ဒါဘာ force ပဲလေ centripetal acceleration ကိုဖြစ်စေတဲ့ force ဆိုမှာတော့ဘာ force ဖြစ်မလဲ centripetal force centripetal force ပဲ okay နော်ဆိုတော့အဲ့ဒီအားကြောင့်ဥဆုံးဆရာတို့သင်ရမယ်နောက်ထပ်အားတစ်မျိုးလည်းရှိသေးတယ်အဲ့ခဏနောက်မှပြောမယ်နော်ဆိုတော့နားလည်လား ဟုတ် yes ဒါဆိုဆရာတို့က centripetal force အကြောင်းအရင်ပြောတာပေါ့ဩ centripetal acceleration ကိုဖြစ်စေတဲ့ force ပေါ့ညာနော်ဟိုဆရာတို့ပုံမှန်လေဟိုဆရာတို့ပုံမှန်ဆိုရင်ဝတ္ထုတစ်ခုကဒါဆိုဆရာတို့ဒါ circular motion မှာတမိဆရာတို့သိပြီးသား circular motion မှာဘိုင်းတွေပါနေတာဒီဘာ force လဲ AC centripetal force စပါတော့အရှိန်နဲ့ပြောရင်တမိပြောတဲ့အရှိန်နဲ့ပြောရင်တော့ဘာ acceleration ကတော့ရှိမှာ centripetal acceleration နော် Newton ရဲ့ second law အရပြောရမယ်ဆိုရင်ဝတ္ထုတစ်ခုပေါ်အားတက်ရောက်လိုက်ပြီဆိုရင်ဘာပေါ်ပြီလဲ acceleration ပေါ်ပြီ acceleration ပေါ့အဲ့ဒါဆိုရင်အရှိန်ရှိတဲ့အရာဝတ္ထုတိုင်းမှာဘာတက်ရောက်ထားလဲဆိုတော့ဘာတက်ရောက်ထားမှာဘာတက်ရောက်ထားတေးကိုသိကြတယ် net force တက်ရောက်ထား ဟုတ်တယ်မလားအခု circular motion မှာအရှိန်ရှိလားမရှိဘူးလား ရှိရဲ့ ရှိတယ်နော်အနည်းဆုံးတော့ uniform ဆိုရင်ဘာအရှိန်ရှိလဲ AC ရှိရဲ့ အဲ့ဒါဆိုရင် AC ရှိရင်သိကြတယ်အဲ့ဒီ AC ကိုဖြစ်စေတဲ့ net force တစ်ခုရရှိ net force တစ်ခုရှိကိုရှိမယ်နော်ဒါနားလည်ပြီနော်ကလေးအဲ့ဆိုအဲ့ဒီ centripetal acceleration ကိုဖြစ်စေတဲ့ force ကဘယ် force ပဲဖြစ်ရမလဲ centripetal force နော်ဘာလို့လဲဆိုတော့အရှိန်
ရဲ့ဥဒိယဘက်က net force ရဲ့ဥဒိယဘက်အတိုင်းလိုက်ဖြစ်တာဆိုတော့လေနားလည်ပြီလား ဟုတ် အဲ့ဆိုသဘောပေါက်ရလားဆရာပြောတာ ဟုတ် အဲ့ဆိုပထမဦးဆုံးဆရာတို့ကောက်ချက်ချလို့ရတာကဘာကောက်ချက်ချလို့ရလဲနျူတန်ရဲ့ second law အရာနော်နျူတန်ရဲ့ second law အရာနျူတန်ရဲ့ second law အရာက net force တက်ရောက်လိုက်ရင် velocity ပြောင်းပြီးတော့ acceleration အရှိန်ကရှိကိုရှိမယ်ဒါဆိုစัจကျင်ဘက်ပြောင်းပြန်ပေါ့စัจကျင်ဘက်ကိုပြောင်းပြန်ပြောရင်အရှိန်ရှိတဲ့ဝတ္ထုတိုင်းမှာနောက်အရှိန်ရှိတဲ့ဝတ္ထုတိုင်းရဲ့နောက်ွယ်မှာဘာရှိကိုရှိရမလဲ net force ရှိကိုရှိ အဲ့ ရ ဒီဝတ္ထုပေါ်မှာတက်ရောက်နေတဲ့ net force တစ်ခုရှိကိုရှိရမယ်နော်နားလည်လားအဲ့ဆိုဆရာဒီလိုကြည့်လိုက်မယ် an objects ပါတစ်ခုလေ ဝတ္ထုတစ်ခု ဝတ္ထုတစ်ခုဘယ်လိုဝတ္ထုမျိုးလဲဆိုတော့ an object that has acceleration ပေါ့ရလား that has acceleration ဆိုတော့ဘာရှိနေတဲ့ဝတ္ထုလဲ အရှိန်ရှိနေတဲ့ဝတ္ထု ဒါမှမဟုတ်လဲအဲ့ဒါကိုဆရာ noun form နဲ့ရေးချင်တယ်ဆိုလဲ that is accelerating ပေါ့ a c c e l e r a t i n g accelerating အဲ့တော့ an object that is accelerating ဘာလို့နေတော့ဝတ္ထုလဲ အရှိန်ရှိနေတဲ့ဝတ္ထု ရတယ်အရှိန်ရှိနေပြီဆိုတော့သိကြတယ်သူ့နောက်ကွယ်မှာဘာရှိကိုရှိရမလဲ net force တစ်ခုခုရှိတယ် yes last for တခုရှိကိုရှိရမယ်ရှိကိုရှိရမယ်ဆိုဘယ်လိုပြောမှာလဲ it has must have ဒါ subject ကြီးလေ an object that is accelerating အရှိန်ရှိနေတဲ့ must have ရှိကိုရှိရမယ်ဘာရှိကိုရှိရမှာလဲ force ဘာ force လဲ net force applying force မဟုတ်ဘူးเนาะ applying force ကိုပေါင်းစရာရှိတာပေါင်းနှုတ်စရာရှိတာနှုတ်ပြီးတော့နောက်ဆုံးရလာတဲ့အတည် force တခုကကြံကိုကြံနေရမယ် a net force force acting on it ပေါ့เนาะသူ့ပေါ်တက်ရောက်နေ idx ဆိုအဲ့ဒီခုနအရှိန်ရှိတဲ့ဝတ္ထုကိုပြောတာဆိုတော့အဲ့ဒီအရှိန်ရှိတဲ့ဝတ္ထုပေါ်တက်ရောက်နေတဲ့ net force တခုရှိကိုရှိရမယ်ဒါတပတ်တာမှလည်းမေးလို့ရသိရမလားဟို an object that is ဆိုတော့အရှိန်ရှိတယ်ဆိုရင်ဘာရှိကိုရှိရမလဲ net force ရှိရမယ် ဒါဆိုရတယ်မလားအခုဒါဆိုရင်ဆရာတို့ရဲ့ circular motion မှာ uniform ပဲဖြစ်ဖြစ် non uniform ပဲဖြစ်ဖြစ်ဘိုင်းတွေပါနေတာဒီပါလဲ centripetal acceleration ဟုတ်တယ်မလားသမီးသိတယ်နော်ဟို UCM မှာဆိုရင်ဘာပါလဲဆရာဒါသမီးမှတ်လို့ရအောင်လို့ရေးပေးတာ UCM မှာဆိုရင်ဘာ AC ရှိတယ်ဟုတ်တယ်နောက် non UCM မှာဆိုရင်ဘာရှိလဲ AD ရော AC ရောရှိတယ် တော့အခုလောလောဆယ်တော့ဆရာတို့ဟိုဘာလဲလောလောဆယ်တော့ဒီ UCM အကြောင်းပဲရင်ပြောလိုက်အောင်နော်အဲ့ဒါဆိုသိကြရတယ်ကွာ circular motion လို့ပြောလိုက်တာ ਨੇ မဖြစ်မနေ UCM နဲ့ non UCM တွေမခွဲသေးဘူးပဲထားလိုက်အောင် circular motion လို့ပြောလိုက်တာ ਨੇ CM လို့ပဲဆရာလွယ်ရေးလိုက်မယ်နော် circular motion လို့ပြောလိုက်တာ ਨੇ ဒါသိကြတယ်အဲ့မှာဘာရှိကိုရှိရတော့မှာလဲ AC နော် centripetal centripetal acceleration ကရှိကိုရှိတယ်အဲ့ဆိုခုနလိုပဲလေအရှိန်ရှိတယ်ဆိုမှတော့သူ့ရဲ့နောက်ကွယ်မှာဘာရှိရ net force ရှိရမယ် ဒါဆိုရင် centripetal acceleration ရှိတယ်ဆိုကြရမှာနောက်ကွယ်မှာအဲ့ဒီ centripetal force ကို centripetal acceleration ကိုဖြစ်စေတဲ့ force တစ်ခု ရှိတယ် ရှိတယ်ဟုတ်တယ်မလားအဲ့တော့နာမည်ကိုမှခုနလည်းဆရာတို့သိထားပြီးသားလေအရှိန်ဆိုတာပေါ်ရင်တိုင်းပေါ်တာမဟုတ် force ကြောင့်ပေါ်တာပြီးရင် direction ကလည်း force ရဲ့ net force ရဲ့ဥတီယာဘက်အတိုင်းပဲပေါ်တာဆိုမှတော့ centripetal acceleration ဒီဘယ်ဥတီတဲ့အရှိန် center ကိုဦးတည်နေတဲ့အရှိ အဲ့ န် လို center ဥတီတဲ့အရှိန်ကိုဖြစ်စေတဲ့ force ကလည်းဘယ်ဥတီတဲ့ force ပဲဖြစ်မယ် center ကိုဦးတည်ရဲ့ force center ကိုဥတီပြီးတော့တက်ရောက်နေတဲ့ force ပဲဖြစ်ရအောင်ဒါကြောင့်အဲ့ဒီ force ကိုဘာ force လို့ခေါ်မလဲ centripetal force yes that's it centripetal acceleration ကိုဖြစ်စေတဲ့ centripetal force လည်းရှိကိုရှိရမယ်ဒီနားလေလားကလေးလေး ဟုတ် ဟုတ်ပြီဒါဆို Newton ရဲ့ second law ကိုပြန်ကောက်မယ်ဆရာဟိုဟာတွေခဏဖြုတ်လိုက်မယ် beta တွေခဏဖြုတ်လိုက်မယ်နော်အဲ့တော့ by Newton second law ဒါဆရာ chapter 1နဲ့ကိုပြန်ချိတ်ပေးနေနော်မမေ့ရမလား chapter 1မှာလည်းတချို့ဟာတွေတင်ပြီးချိတ်ရမယ့်ဟာတွေရှိတယ်ပြီးပြောပြမယ် Newton ရဲ့ second law အရာ F equal to ပါလေ MA MA ပေါ့အမှန်တော့ F net equal to MA ပေါ့နော်အဲ့မှာသမီးရဲ့ net force ကအခုဆရာတို့ circular motion မှာဆိုသမီးပေါ်တဲ့အရှိန်ကဘယ်ဥတီတဲ့အရှိန် center ကိုဦးတည်ရဲ့အရှိန် ဒါဆိုရင်အဲ့ဒီ net force ကလည်းဘယ်ဥတီတဲ့ net force ပဲဖြစ်မလဲ center ကိုဦးတည်ရဲ့ net force အဲ့ဒါဆိုဆရာတို့ကဒီလိုလုပ်လိုက်မယ်လေ F center ကိုဥတီတဲ့အရှိန်ဆို net force ကြောင့်မို့ပေါ်လာမဲ့ acceleration ကလည်း center ကိုဥတီတဲ့အရှိန်ပဲဖြစ်မယ် FC equal to MAC ပေါ့ရလားကလေးလေး ဟုတ် အဲ့ဒါဆိုဆရာအပေါ်ဟာကိုဖြတ်လိုက်တော့နော်ဆိုအဆင်ပြေလား ဟုတ် အဲ့မှာ chapter 1မှာ acceleration centripetal acceleration ရဲ့ formula လေးတွေတမိမှတ်မိရင်ရုပ်ပေးစရာ AC equal to right AC equal to RF free square equal to free square equal to R တမိတိကျပြော AC equal to
AC equal to V square over v square over r အဲ့ဆို R ဒီမှာထည့်ကြည့်အဲ့ဆိုဘယ်လိုဖြစ်သွားမလဲ f c equal to m ကတော့ m ပဲ V square over အဲ့ဆိုပိုင်းဝင်ဝင်မြောက်လိုက်လို့ရတယ်လေအဲ့ဆိုရင် nv square V square over over R r ဖြစ်လာတယ်ဟုတ်ပြီနော်ဒါဆိုနောက်ထပ်တစ်ခုရအောင်မှာပေါ့ v equal to r omega ဆိုတာလည်းရှိတယ်မလားဟုတ် since v equal V to equal R omega r omega အရာဆိုကဲဒီနေရာမှာ r omega ထည့်လိုက် r square R square omega square အဲ့ဆိုရင်အပေါ်က r square နဲ့အောက်က r နဲ့ဆိုရင် MR omega square yes over ပိုင်းခြင်းမရှိတော့ဘူးဟုတ်တယ်မလား ဟုတ် mr omega square ပေါ့ဒါပေါ့ omega square အဲ့ဆိုဆရာတို့ဘာရဲ့ပုံလေးနှစ်ခုရလာလဲဆို centripetal force ကိုရှာလို့ရတယ်ပုံလေးနှစ်ခု ပုံနေ ရလား ဟုတ်ဟုတ်ပြီပုံလေးနည်းတော့ရတာကျေးဇူးတင်ပါတယ်ဒါပေမဲ့ centripetal force ဆိုတာဘယ်လိုမျိုးအားမျိုးလဲဆရာတို့သိထားတာအခုလောက်ဆိုသိလိုက်တာ centripetal force ဆိုတာဒါစောင်းပုံလမ်းကြောင်းရဲ့ center ကိုဦးတည်ပြီးတော့တက်ရောက်နေတဲ့အားတစ်မျိုးပဲဆိုတာလောက်ပဲဆရာတို့သိနေတယ်လေဟုတ်တယ်မလားcentripetal force ဆိုမှာတော့ a force exerted toward the center of the circular path ပေါ့ဒါလောက်ပဲသိအောင်ပါလေ centripetal force ဆိုတာ a net force တစ်ခုပဲဘယ်ဦးတည်ပြီးတက်ရောက်နေတဲ့ net force လဲ စန်တာကိုဦးတည်ပြီးတော့တက်ရောက်နေ no toward the center of center ပေါ့ circle လို့ပဲရေးလိုက်တော့မယ်နော် circular path ဆိုရင်လည်းရတယ်နော် center of the circle စော်ဝိုင်းပုံလမ်းကြောင်းရဲ့ center ရဲ့စော်ဝိုင်းပုံလမ်းကြောင်းရဲ့ center စီကိုဦးတည်ပြီးတော့တက်ရောက်နေတဲ့ net force တစ်ခုလောက်ဆိုတာပဲသိတာဒါပေမဲ့သူ့မှာနောက်ထပ်တခြားသော property တွေရှိသေးလားလို့မင်းရှိသေးတယ်အဲ့ဒါကိုဆရာတို့နောက် check လုပ်မယ်လောလောဆယ်တော့ပုံနေနည်းတော့နားလည်ပြီမလားပုံနေနည်းရသွားတော့သိပြီနော်အဲ့တော့နောက်သူ့နောက်မှာတခြားတော့ check လုပ်ဆရာလေးတွေရှိသေးတယ်နော်အဲ့ဒါလေးကိုဆရာနောက်တစ်ဆင့်ထပ်ပြောမယ်နောက်တစ်ဆင့်တက်လို့ရလေလားဟုတ်